Hello မင်္ဂလာပါဒီနေ့တော့နုနုညံ့ညံ့အီလေးနဲ့စားလို့ကောင်းတဲ့နို့မူချီလေးလှုပ်စားဖြစ်ပါတယ်ပါဝင်ပစ္စည်းသုံးမျိုးနဲ့ပဲအိမ်မှာအလွယ်တကူလုပ်လို့ရတာမို့မူချီကြိုက်တဲ့သူတွေကတော့ try ကြည့်သင့်ပါတယ်နော်လိုအပ်တဲ့ပစ္စည်းတွေကတော့တကြားကောက်ညင်းမုံနဲ့နုတို့ပဲဖြစ်ပါတယ်အရင်ဆုံးမီးဖိုပေါ်ကိုမတင်ခင်ကောက်ညင်းမုံတကြားနဲ့နုတို့ကိုထည့်ပြီးအားလုံးကိုပျော်ဝင်သွားအောင်လို့တေချာမွေးပေးလိုက်ပါတယ်ပြီးရင်မီးဖိုပေါ်ကိုတင်ပြီးကြိုပေးပါမယ်ရှင်မီးကိုအလဲအလတ်နဲ့ပဲကြိုပေးပါနော်ကြိုနေရင်ကနေတဖြည်းဖြည်းနဲ့မုတ်သားတွေထွေးလာတာကိုတွေ့ရမှာပါမုတ်သားတွေချောချောလေးဖြစ်လာတဲ့အထိအဆက်မပြတ်မှုပေးပါရှင်မုတ်သားလေးတွေချောလာပြီဆိုရင်တော့မီးကိုပိတ်ပြီးကိုလိုချင်တဲ့အရွယ်အစားတိုင်းဖြတ်ပေးလိုက်ပါတယ်ပြီးရင်ပုံပေါ်တဲ့အခါမှာမုတ်သားတွေလက်မှာမကတ်နေအောင်လို့လက်နှစ်ဖက်လုံးကိုကောင်းချင်းမုတ်လေးတွေနဲ့ပုတ်လူပေးထားလိုက်ပါတယ်ပြီးရင်လက်မနဲ့လက်သန်းလေးကိုသုံးပြီးပုံဖော်လိုက်ပါတယ်ဒါဆိုရင်တော့နူးညံ့အီဆက်တဲ့နို့မူချီလေးရပါပြီနို့အရသာအစိမ့်သက်သက်လေးပဲလှုပ်ထားတာမို့ချိုးပူကြိုက်တယ်ဆိုရင်တော့တကြားကိုပို့ထည့်ပေးပါရှင်ဒီမူချီလေးကလေအထဲကခရင်မပါပေမဲ့လည်းတစ်မျိုးလေးစားလို့ကောင်းပါတယ်ဒီနေ့အတွက်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะကဲဒါဆိုရင်တော့နောက်ဗီဒီယိုမှာပြန်တွေ့မယ်เนาะ